ဒီနေ့ကတော့ရူတာဒန်မြို့ကိုတွားလည်မှာဖြစ်ပါတယ်ရူတာဒန်မြို့ကတော့ The Hague မြို့ကနေသွားမယ်ဆိုလို့ရှိရင်တော့ယထာသီးသွားမယ်ဆိုရင်နိုင်ဝက်လောက်ပဲကြာပါတယ်လမ်းတစ်လျှောက်ရှုခင်းနေရတော့လေတော်တော်ကိုလှပါတယ်အခုမြင်ရတဲ့လေကွင်းတွေကတော့နယ်သာလန်နိုင်ငံရဲ့နာမည်ကြီးပန်းကင်းတွေပဲဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်ကတော့ဆောင်းတွင်းဖြစ်တဲ့အတွက်ကြောင့်ဘာပန်းကိုမှမတွေ့ရပါဘူး။လေကွင်းတက်တက်ကိုပဲတွေ့ရပါတယ်။ရွေရာဒီဘက်မှာလာမယ်ဆိုလို့ရှိရင်တော့အရန်လာတဲ့တူလစ်ပန်းတို့တခြားပန်းတွေကိုတွေ့နေရမှာဖြစ်ပါတယ်။ခုကတော့ရူတာဒန် Central Station ကိုရောက်ပါပြီ။ Central Station ကနေမြို့လေကောင်ဘက်ကိုရှောက်ခဲ့ပါတယ်။မြို့လေကောင်မှာတော့ဈေးဆိုင်တန်းအရှိကြီးကိုတွေ့ရပါတယ်။ထုံးစံအတိုင်း Christmas အတွက် discount တွေချနေတာကိုလည်းတွေ့ရပါတယ်။ခုကတော့စားတောက်ဆိုင်တွေအများကြီးရှိရဲ့ Mother လို့ခေါ်တဲ့ Indoor Food Market ကိုတွားဖို့နိုင်ရှောက်နေတာဖြစ်ပါတယ်။သွားတဲ့လမ်းတစ်လျှောက်လုံးမှာလည်းအင်းကြီးဝစ်စားရောင်းတဲ့ဆိုင်တွေအများကြီးကိုတွေ့ရပါတယ်။တချို့ဆိုင်တွေကိုလည်းဝင်ကြည့်ပြခဲ့ပါတယ်။ကဲအခုတော့ Food Market ကိုရောက်ပါပြီ။ Food Market ရှိတဲ့အဆောက်အအုံကတော့အကြီးကြီးပါပဲ။သူ့ရဲ့ဒီဇိုင်းကလည်းတော်တော်လေးဆန့်ပြီးတော့လှပါတယ်။ကဲအထဲကိုဝင်ကြည့်အောင်ပါ။အထဲမှာတော့စားတောက်ဆိုင်အများကြီးကိုတွေ့ရပါတယ်။ဒါကတော့စားတောက်ဆိုင်ရဲ့ခေါင်းမိုးမှာဆွဲထားတဲ့ပကြီးတွေကလှလို့အမှတ်တရရိုက်ထားတာပါ။ဒါကတော့မပါမဖြစ် Christmas သစ်ပင်မှာရှိတဲ့မှာမြင်ရတာကတော့မုတ်အချိုနဲ့အေးတွေရောင်းတဲ့ဆိုင်ပါဒါကတော့နယ်သာလန်ရိုးရာမုတ်အချိုတွေပါပဲနာမည်ဘယ်လိုခေါ်လဲတော့အတိအကျမသိပါဘူးခုမြင်ရတာကတော့နယ်သာလန်ရိုးရာစိမ်းစားလို့ရတဲ့ငါးရောင်းတဲ့ဆိုင်ဖြစ်ပါတယ်သူ့ကိုတော့ Haring လို့ခေါ်ပါတယ်ဒါကတော့တရုတ်အစားအစာနဲ့ခက်ဆင်ဆင်တူတဲ့ဟာတွေကိုရောင်းတာပါဒါကတော့ချောကလက်ရောင်းတဲ့ဆိုင်ပါဒါကတော့ဝက်ဟူကျောင်းတို့ဝက်ပေါင်ကျောင်းတို့ရောင်းတဲ့ဆိုင်ပါဒါကတော့ cheese ရောင်းတဲ့ဆိုင်ပါနယ်သာလန်နိုင်ငံမှာကတော့ cheese တွေစားတာအရန်ကိုများပါတယ် cheese ဆိုင်တိုင်းမှာလည်းအနည်းတွေကိုအများအားထားပေးထားပါတယ်ဒါကတော့ရေခဲမုံဆိုင်ပါ
ချောကလက်ဆိုင်တွေလည်းအများကြီးပါပဲချောကလက်အမျိုးတွေကတော့အရန်ကိုစုံပါတယ်ဟင်းချက်တဲ့ spice တွေမျိုးစုံကိုရောင်းတဲ့ဆိုင်ကိုလည်းတွေ့ခဲ့ပါတယ်ဒါကတော့တတိကြောက်တွေကိုအချိုတည်ပြီးရောင်းတဲ့ဆိုင်မှာ nuts တွေလည်းရှိပါတယ်Olha, Patrícia, já provou? Olha lá, cadê? Mas não tens comigo? Tem. Costuma ser mais pequeno. Mas eu também tenho problemas de participação. ဒါကလည်း cheese တွေနဲ့ဝက်ပေါင်ကြောက်တွေနဲ့ရောင်းတဲ့ဆိုင်ပါပဲဈေးထဲမှာဖုန်းအားကုန်တော့လို့ရှိရင်ပတ်စံပေးပြီးတော့ဖုန်းအားသွင်းတဲ့နေရာလည်းရှိပါတယ်ဒါကတော့နယ်သာလန်နိုင်ငံရဲ့နာမည်ကြီးအာလူးချောင်းကျော်ပါဒါကတော့ခရုကက်လို့ခေါ်တဲ့စားလူခေါင်းနဲ့ pastry မုန့်တစ်မျိုးပါဈေးထဲမှာလဲပြီးတော့မုံစားပြီးတဲ့အခါမှာတော့ Rotterdam မြို့ရဲ့နာမည်ကြီးတဲ့ Euromas လို့ခေါ်တဲ့တာဝါတိုင်ဘက်ကိုနှိုင်းလျှောက်ခဲ့ပါတယ်ခုကတော့တာဝါထဲမှာပါ The land is threatened by relentless တာဝါထဲကိုဝင်ဖို့တော့ကတော့ယူရို19ကျပ်လား20လားအဲ့လောက်တော့တီးရပါတယ်တာဝါတိုင်ရဲ့ဟိုအပေါ်ထိမတက်ကြည့်ခင်မှာအောက်ထပ်မှာဗီဒီယိုပြကန်းတစ်ခုရှိပါတယ်အဲ့ဗီဒီယိုပြကန်းမှာတော့ရူတာဒတ်မြို့ဖြစ်ပေါ်လာပုံသမိုင်းကိုဗီဒီယိုနဲ့ရှင်းပြပါတယ် Al generaties lang သူတို့ပြတဲ့ဗီဒီယိုကတော့9မိနစ်လောက်ကြာပါတယ်အဲ့ဗီဒီယိုအစအဆုံးကိုအခုရိုက်ပြထားပါတယ် en overleven vraagt om een betere oplossing. ဗီဒီယိုကနည်းနည်းလေးရှည်တဲ့အတွက်ကြောင့်ပြင်းနေဆိုရင်တော့ဒီနေရာမှာကြော်ပြီးကြည့်လို့ရပါတယ် that would not only protect them, but lay the very foundation of Rotterdam. Deze dam zou het landschap veranderen en de basis leggen voor een bloeiende stad. Kom op, Rotterdammers! Walk around to dry the land. Kom op, het land moet droog! Let's dam this river. After the construction of the dam, built by around 100 people, the city grew rapidly. By 1340, the population had increased to a few thousand, securing city rights for its citizens. Door samenwerking transformeerden we het land rond de Rotte tot een bloeiende stad. Waar handel en scheepvaart langzaam maar zeker voorspoed brachten. Zo groeide Rotterdam uit tot een bruisend handelscentrum. Now that we created the foundation of Rotterdam, what heights can we reach when we work as one? ဒါကတော့ဗီဒီယိုပြကန်းနောက်တစ်ခုဖြစ်ပါတယ်ဒီမှာတော့တာဝါတိုင်ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုပြသထားပါတယ် De bouw van de Euromast begon niet met beton en staal, maar met een visie. Een visie van mensen die geloofden dat Rotterdam verder kon kijken dan de horizon. The Euromast,
A design inspired by the mast of a ship stands as a symbol of unity, representing peace and the power of collaboration. Its name, Euromast, reflects Rotterdam's connection to Europe as a key hub for trade and commerce, while Mast honors the city's rich maritime history. Dit is Rotterdam. A diverse and colorful city with more than 170 nationalities, each bringing their own unique perspective. A city that continues to evolve. တာဝါတိုင်းမှာကြည့်လို့ရှိရင်မြင်ရတဲ့ညရှုခင်းကိုရိုက်ပြထားတာပါ။ရန်ကိုပဲလှပါတယ် Gedurfde architectuur. Een haven waar water, mensen en ideeën elkaar verbinden. Een stad die blijft vernieuwen. The skyline is a reflection of the innovative spirit of Rotterdam. A city that turns scars into strength. Dit is wat onze toekomst kleur geeft. Dit is Rotterdam. Here in Rotterdam, at the Euromast, we look up and breathe color. ။ကဲအခုတော့တာဝါတိုင်းမော်ကိုကိုယ်တိုင်တက်လာခဲ့ပါပြီ။အပေါ်မှာတော့လေကတိုးတိုးကိုတိုက်ပါတယ်။ရှုခင်းတွေကတော့အရန်ကိုလှပါတယ်။ ဒါကတော့တာဝါတိုင်းရဲ့ပေါ်တက်ကနေပြီးတော့တာဝါတိုင်းကိုတစ်ဖက်လေပတ်လျှောက်ပြီးတော့ရိုက်ထားတဲ့မြင်ကွင်းဖြစ်ပါတယ်။ကဲရူတာတာမျိုးကိုလည်းတဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ရူတာတာမျိုးကိုလိုက်လေခဲ့မယ်ဆိုရင်တော့မာတာလူခေါ်တဲ့ indoor food market နဲ့ဒီတာဝါတိုင်းကြီးကိုတော့တက်ဖြစ်အောင်တက်ဖို့ကို recommend ပေးပါတယ်။